မနက်၄နာရီပုံကျဲငါခန္ဓာအာလင်မိုဘစ်လမ်းမှာသေးနေတယ်ငါအဝတ်တွေခေါင်းစွပ်တစ်ခုထဲမှာငါလူတစ်ယောက်လိုက်ရှာတယ်ငါနဲ့ချွတ်ချွတ်တူတဲ့လူပေါ့ငါစွန်ညာငါနာမည်ငါအင်ကြီးသူ့ပေးမလို့စပြီအိမ်ကြီးချင်းတွေတရထားပေါ်တက်တယ်ငါးစည်းမှာသူတို့ရဲ့အခိုက်အတန့်တွေအားလုံးထက်ဝက်ပိုင်းသွားပြီတရထားတွေနေအောင်မှာဥသိမ်းတွေလိုဖောင်းကားသွားတယ်ကောင်လေးနှစ်ယောက်ခန်းကျင်သည့်စင်ဒဝစ်ကင်ထားစေတရထားမိအောင်မှာထခုန်တယ်စစ်သားတွေကသူတို့မျက်နှာကိုတနက်နဲ့ထိုးချိန်တယ်သူတို့နေရွက်တွေကိုငါမိမကိုမတွေ့ဘူးကွာငါမိမဗမာလဲငါခန္ဓာတစ်ခုယောက်ျားကြီးတစ်ယောက်စောင့်နေတာလက်သစ်ဘုံတစ်လုံးလိုပောက်ကွဲသစ်လိုက်ဖို့စနေပြီငါနေနေငါနိုင်ငံရဲ့ကနေကြီးသာနိုင်ငံသားတိုင်းရဲ့နှလုံးစီကပေါင်မုတ်ဖဲ့တွေလိုက်တောက်နေတာအိမ်ကြီးချင်းရဲ့သပင်တဲကပေါင်မုတ်ဖဲ့တွေကောက်နေတာနှင်းဟန်နေကဘာကိုခွာပြီးသိရမယ့်အတိုင်းထောင်ဆင်းတယ်နိုင်ငံတစ်ခုရှိဖို့တိတ်အရေးကြီးတယ်နိုင်ငံတွေသေးတွေ့တယ်လမ်းမီးတွေချစ်တဲ့သူတွေစီသိရမယ့်အတိုင်းပေါ့ငါနိုင်ငံရဲ့ကနေသာနိုင်ငံတွေလမ်းမီးတိုင်တွေချစ်တဲ့သူတွေစီသေးဝင်တယ်သူတို့သေးသည်လဲကြတော့ငါနိုင်ငံရဲ့ကနေအသာကသူတို့ခြေထောက်တွေကိုကြည့်နေတယ်